ဒီနေ့ဘဝရဲ့အောင်မြင်မှုကိုတိုင်းတာကြတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်အတွေးလေးတစ်စဝင်လာလို့အောင်မြင်မှုနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောကြည့်မယ်နော်လူဘဝမှာအသက်အရွယ်တစ်ခုရောက်လာလို့အောင်မြင်မှုကိုတိုင်းတာကြတဲ့အခါမှာလူတစ်ယောက်နဲ့တစ်ယောက်ပန်းနိုင်ခြင်းမတူညီကြသလိုအောင်မြင်မှုကိုသတ်မှတ်ကြတာလည်းမတူညီကြပါဘူးဒီနေရာမှာလူတချို့ကဘဝရဲ့အောင်မြင်မှုကိုငွေကြေးနဲ့တိုင်းတာကြတယ်ဂုဏ်ထွက်တွေနဲ့တိုင်းတာကြတာပေါ့နော်တချို့ကြတော့ပျော်ရွှင်ချမ်းမြေ့မှုနဲ့တိုင်းတာကြပါတယ်ကျမအတွက်ကတော့ကျမဘဝရဲ့အဓိပ္ပာယ်ရှိမှုဆိုတာမိသားစုကိုနှွေးထွေးမှုပေးခြင်းလို့ပဲဆိုပြရစီရှင်ကျမအခုတက်ရွယ်မှာဘာတွေပိုင်ဆိုင်နေပြီလဲပေါ့နော်ဘာတွေအောင်မြင်နေပြီလဲလို့မေးရင်ဘာမှကြီးမားပိုင်ဆိုင်မှုမရှိသလိုထူးထူးခြားခြားဂုဏ်ထွက်တွေလည်းမရှိပါဘူးရှင်ဒါပေမဲ့အခုတက်ရွယ်ထိမိသားစုစုံလင်လင်နဲ့မိသားစုရဲ့အနီးနားမှာနေရပြီးတော့အလုပ်ပရက်တွေမှာမိဘကိုပြုစုလုပ်ကျွေးနိုင်တယ်မိဘတွေသဘောကျတဲ့အလုပ်လေးတစ်ခုလေးကျမမှရှိရဒီအောင်မြင်မှုနဲ့ငွေကြေးရဲ့နောက်ကိုလိုက်ပြီးတော့ဘဝကိုပြန်လှည့်ကြည့်ရဲ့အခါမှာဘာပျော်ရွှင်မှုဘာအနှစ်သာရမှမရှိတာကိုကျမမလိုလားပါဘူးရှင်ဒီတိုင်းတွေးကြည့်ရင်တော့ဘဝဆိုတာခဏလေးပါပဲဒီကျမရဲ့လက်ရှိဘဝလေးဟာယူရှင်းပေမဲ့ကျမကတော့ဂျင်းနဲ့ပါတယ်ဘာလို့လဲဆိုတော့ဘဝဆိုတာယူရှင်းတာအကောင်းဆုံးမဟုတ်ဘူးလားရှင်နောက်လာခဲ့ဆိုတာကတော့လေကြိုပြောလို့မရနိုင်ဘူးမဟုတ်လားရှင်